မြတ်စွာဘုရားအသားနဲ့ပတ်သက်ပြီးတော့ဝိနည်းသိက္ခာပုဒ်မှာပြညတ်ထားတာတွေရှိတယ်မစားရဘူးဆိုတဲ့အသား10မျိုးဆိုတာပြညတ်ထားတာရှိတယ်လူသားတို့ဆင်သားတို့မြင်းသားတို့ချင်းသေးသားကြားသားကြက်တစ်သားအောင်းသားဆိုတာမျိုးတွေပေါ့နော်မွေသားတို့ခွေးသားတို့အဲ့ဒါလို့မစားရဘူးဆိုတဲ့အသားတွေဟာဘာကြောင့်မစားရတာလဲလို့မြတ်စွာဘုရားဘာလို့ခွဲခြားပြီးတော့ဒီလိုပြညတ်ရတယ်လဲလို့ဆိုသူ့အကြောင်းလေးတွေနဲ့သူရှိတယ်လူသားကိုမစားရဘူးလို့ပြညတ်တာဘာကြောင့်လဲလို့ဆိုတခါတော့ကအင်တန်ကိုတရားတရားရှိတဲ့သုတ်ပိယဆိုတဲ့အမျိုးသမီးကြီးနေမကောင်းတဲ့ကိုတော်တစ်ပါးကိုရှောက်မေးရင်ကနေအရှင်ဘုရားဘာလို့တော့ဆိုတော့စွတ်ပြုတ်လို့တဲ့ပေါ့အားမရှိလို့စွတ်ပြုတ်အသားစွတ်ပြုတ်ပြီးလို့လဲဆိုအဲ့ဒါကိုသူကအမခံခဲ့တယ်အမခံပြီးအိမ်ပြန်တဲ့အခါကျတော့အသားစေးသွားလိုက်တဲ့အခါကျတော့အဲ့ဒီနေ့ကအသားမတတ်ရလို့ပိတ်ထားတဲ့နေ့ဖြစ်သွားဘာမှဝယ်လို့ချမ်းလို့မရတော့ဘူးခုခေတ်လိုလဲရေခဲတစ်တာနဲ့ကြိုတင်ဝယ်ပြီးထည့်ထားလို့ရတာမျိုးမှမဟုတ်တာဘူးတနေ့ဝယ်တနေ့သုံးတဲ့ခေတ်အဲ့ဒီမှာကျတော့သူဘာလုပ်တုံးလို့ဆိုတော့ငါတောင်းဝန်ပြီးတောင်းဝန်ယူထားခဲ့တဲ့အသားကိုမကတ်ရလို့ရှိရင်ဒီကိုယ်တော်ယောဂတိုးကျင်နဲ့တိုးမယ်ဒုက္ခရင်လည်းရောက်ချင်အဲ့တော့သူဘာလုပ်တော့ဆိုသူ့ပေါင်သားကိုသူလှီးပြီးတော့အဲ့ဒီမှာစွတ်ပြုတ်လုပ်တယ်စွတ်ပြုတ်လုပ်လိုက်တယ်အဲ့ဒီဇာလန်းလေးတစ်ခုဖြစ်သွားလို့လေအဲ့ဒီမှာမြတ်စွာဘုရားသိသွားတဲ့အခါကျတော့ဒီဟာကိုလူသားကိုမစားရဘာလို့တော့တရားတရားရှိတဲ့ပုဂ္ဂိုလ်တွေကကိုယ်အသားကိုလှီးပြီးတော့မှကတ်တတ်တယ်သတ္တုသားဖြစ်သည့်အတွက်ကြောင့်လူသားကိုမစားကြနဲ့လို့ဆိုရင်အဲ့ဒီဟာစဖြစ်ကြတယ်သူ့အကြောင်းလေးတွေနဲ့သူတယ်ဆင်သားတို့မြင်းသားတို့ကြောင့်မြတ်စွာဘုရားမစားရဘူးလို့ဘာကြောင့်ပြညတ်တုံးဆိုထိုခေတ်ကစည်ရေးစည်ရကိစ္စတွေမှာဘုရင်တွေကဆင်နေမြင်းတွေပေါ်မှာတန်ဖိုးထားတယ်ဆင်နေမြင်းတွေကိုမတတ်ရအေးဆင်သားမြင်းသားစားကျင်တဲ့လူတွေကလည်းခိုးတတ်တာတွေကရှိအဲ့ဒါကြတော့ရာဇဝမှုဖြစ်တယ်အဲ့ဒါလို့ခိုးတတ်ပြီးတော့ယဟန်တွေကိုလူတွေကျွေးတယ်ဆိုလို့ရှိရင်ယဟန်တွေကစားမယ်ဆိုရင်ကြံရပါဖြစ်သွားနိုင်မင်းဆိုးရာဇာရဲ့အပြစ်ဖြစ်နိုင်တယ်ဒါကြောင့်မို့လို့ဆင်သားမြင်းသားမစားကြနဲ့ဟောအန္တရာယ်ကိုကာကွယ်တဲ့အနေနဲ့မြတ်စွာဘုရားမစားနဲ့လို့ပြောတယ်ဟောနောက်တစ်ခုမွေသားတို့ဘာကြောင့်မစားမွေဆိုတာကမွေသားစားထားလို့ရှိရင်ယဟန်တွေဆိုတာတောထဲမှာသတင်းသုံးနေထိုင်ကြတာဖြစ်တယ်ပေါ့အဲ့ဒါလို့သတင်းသုံးနေထိုင်တဲ့အခါမှာမွေတွေကသူတို့အသားအနှံ့ရပြီဆိုရင်ဒုက္ခလာပေးတတ်တယ်ဒါကြောင့်မို့လို့မွေသားမစားချင်းသေးတို့ကြားတို့ဆိုတဲ့ဒီသားရဲ့တိရစ္ဆာန်ကြီးရဲ့အသားဟာလည်းသူတို့ကအနှံ့ရလို့ရှင်အဲ့ဒီပုဂ္ဂိုလ်လိုက်တတ်တယ်အနေနဲ့ပြုတ်တယ်ဒါကြောင့်မို့လို့အဲ့ဒီဟာတွေလည်းတောထဲမှာနေတဲ့ယဟန်တွေဖို့အနေရရှိတယ်ဆိုရင်မစားရဘူးလို့ပြောနော်အောင်းသားဆိုတာနဲ့ပတ်သက်လာရင်တရိစ္ဆာန်ဆိုတဲ့ပါဠိစကားအောင်းသားဆိုတာအောင်းဆိုတာဘယ်လိုအကောင်လဲလို့ဒီဗမာအောင်းဆိုတာကိုသရုပ်ဖော်ဖို့ရတော်တော်ခက်တယ်အင်္ဂလိပ်ဝိဒန်ထဲမှာတရိစ္ဆာန်ဆိုတာကျတော့ဟာယိနဆိုတဲ့အကောင်ပြောတယ်အောင်းဆိုတာဟာယိနဆိုတဲ့အကောင်ကဝုံပလွေလောက်လည်းမကြည့်ဘူးတောကွေးလောက်လည်းမငယ်ဘူးခါလေးကုန်းကုန်းနဲ့တော့ရည်သလိုသူတို့អော်တဲ့အခါမှာရှိတယ်အဲ့ဒီအကောင်တွေကလည်းအသားစားတဲ့အကောင်တွေပဲတခါချင်းသေးတွေအသားစားနေဝိုင်းပြီးလူစားတတ်တယ်သူကအုပ်နဲ့နေတဲ့အကောင်အဲ့ဒီအကောင်မျိုးဟာယိနဟာအောင်းဖြစ်လောက်တယ်လို့ဘုန်းကြီးတို့ဒီလိုယူဆတာပေါ့နော်သားစားတရဝါတွေပဲအဲ့ဒီအကောင်တွေရဲ့အသားကိုလည်းမစားရဘူးခွေးသားကိုတော့အိန္ဒိယနိုင်ငံမှာဇတ်နှိမ့်တဲ့ပုဂ္ဂိုလ်တွေစားတာဖြစ်သောကြောင့်ခွေးသားစားရင်လူများစုကယွန်ရှာတယ်ရှုတ်ချယွန်ရှာတယ်ရှုတ်ချခွေးသားစားတယ်ဆိုရင်လူခဲ့ရခါအေးဒါကြောင့်မို့လို့ခွေးသားစားတယ်ဆိုတာအလုံးကုန်အောက်တန်းကြတဲ့ဇတ်ဝင်နေတာစားတာဖြစ်သောကြောင့်ဒါကိုလည်းပဲမြတ်စွာဘုရားလူတွေရဲ့အကြည်ညိုခမ်းနေတဲ့ကိုတော်တွေအနေနဲ့မစားလိုက်ဘူးဆိုပြီးတော့ဒီလိုသူ့အကြောင်းလေးနဲ့သူမှတ်တဲ့အသားလေးမြတ်စွာဘုရားဖယ်ရှားခဲ့ပြညတ်ခဲ့နောက်တစ်ခုကျတော့ဒီအစွန်းသုံးပါးလို့ခေါ်တယ်အစွန်းသုံးပါးဆိုတာအကြောင်းသုံးမျိုးနဲ့ကြည့်ရ
ကျန်တဲ့အသားတွေဘာသားပဲဖြစ်ဖြစ်ယဟန်တွေဟာအစွန်းသုံးပါလို့ရအစွန်းသုံးပါဆိုတာကိုယ့်အတွက်ကိုတမင်တတ်တယ်လို့ကိုယ်တိုင်မြင်တာဆိုရင်မစားရဘူးသတင်းကြားရင်လည်းမစားရဘူးဒါငါအတွက်လှုပ်တာဖြစ်လိမ့်မယ်လို့တန်တရားရှိရင်လည်းမစားရဘူးမြင်တာကြားတာတန်တရားရှိတဲ့အသားဒီလိုဆိုလို့ပေါ့နော်အဲ့ဒါကိုယ့်အတွက်တတ်တယ်လို့ဆိုရင်မစားရဘူးအဲ့ဒါလို့မဟုတ်ဘူးဆိုလို့ရှိရင်ခုန10မျိုးကလွတ်တဲ့အသားကိုတော့မြတ်စွာဘုရားကမစားနဲ့လို့သိက္ခာပုံမှာပြညတ်ထားတာမရှိဘူး။ဘာဖြစ်လို့မရှိတော့ဆိုတော့မြတ်စွာဘုရားသာသနာတော်ဝင်လာတဲ့လူတွေကလူမျိုးစုံတယ်။ဇတ်စုံတယ်။ဇာမြင်နေလဲဝင်တာပဲအလတ်တန်းရှိတဲ့ပုဂ္ဂိုလ်တွေလည်းဝင်တာပဲဇတ်နေနေလည်းဝင်တာပဲ။နောက်ဆုံးဝင်ဘုရင်မင်းသားကစပြီးတော့တရောင်းစားထိအောင်မြတ်စွာဘုရားသာသနာဖွင့်ထားတယ်။ open to all အကုန်လုံးတွေဖွင့်ထားလမ်းဖွင့်ထားအဲ့တော့သူတို့ရဲ့ဓလေ့စရိုက်တွေအလွန်ကွာခြားအလွန်ကွာခြားသည့်အတွက်ကြောင့်ဒီစည်းကမ်းဥပဒေကြီးတခုကိုယ်ဆန္ဒပေါ်မဟုတ်ဘဲနဲ့စည်းကမ်းဥပဒေကြီးတခုရသော်ဗျာမထုတ်အသားစားခြင်းနဲ့ကိုယ်တော့စားလို့ရတယ်သို့တော့ခုနပြောတဲ့အခြေအနေတွေကင်းလွတ်ရအခြေအနေတွေကင်းလွတ်ရအားလုံးအတွက်အသားစားခြင်းတဲ့ပုဂ္ဂိုလ်တွေကအသားစားတဲ့လူမျိုးတွေကနေပြီးသာသနာပေါ်ဝင်လာလို့အသားမစားရဘူးဆိုရင်ပူညာလှုပ်အောင်မယ်လေတတ်လို့စားတဲ့လူကဝင်လာပြီးအသားစားတယ်ဆိုပူညာလှုပ်အောင်မယ်အဲ့ဒီလိုပြဿနာမျိုးတွေရှိသည့်အတွက်ကြောင့်မြတ်စွာဘုရားအားလုံးတပြေးညီအနေနဲ့ဒီလိုပြညာကိုယ်ဆန္ဒနဲ့ကိုယ်လုပ်လို့ရတယ်